င်္ဂလာပါရှင်ကျမတို့ရဲ့မိုးလေဝသသတင်းချန်နယ်လေးကကြိုဆိုလိုက်ပါတယ်။လာနီညာဖြစ်နိုင်ခြေအတွက်နောက်ဆုံးထုတ်ပြန်ချက်အန်နီညိုမဟုတ်လာနီညာမဟုတ်သောကြားနေရသည့်ဥတုအခြေအနေသည်2025ခုနှစ်ဩဂုတ်လမှစက်တင်ဘာလအတွင်း50%ထပ်ပိုမည်။ဒီထုတ်ပြန်ချက်အရ2025ခုနှစ်အစပိုင်းမှာကြိုတင်ခန့်မှန်းခဲ့စဉ်ကအတိုင်း2025ခုနှစ်သည်မြန်မာနိုင်ငံအတွက်ရာသီဥတုပြောင်းလဲဖောက်ပြန်မှုလျော့နည်းသောတစ်နှစ်ဖြစ်နိုင်ပြီးရေနှင့်မုန်တိုင်းများကြောင့်ဖြစ်ပေါ်နိုင်သည့်သဘာဝဘေးများလျော့နည်းနိုင်မည်ဟုသုံးသပ်ကောက်ချက်ချနိုင်ပါသည်။ဧပြီ28ရက်အတွင်းဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတောင်နောက်တောင်ဘက်မှလေတိုက်နှုန်းတနာရီ15မိုင်မှ25မိုင်အထိရှိနေနိုင်ပြီးပင်လယ်ရေမျက်နှာပြင်အပူချိန်30အထိရှိနေပါမယ်။မေလဆန်းပိုင်းရက်များအထိပင်လယ်ပြင်တွေမှာလေဖိအားနည်းရပ်ဝန်းဖြစ်နိုင်သည့်အခြေအနေမတွေ့ရပါ။အိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အပေါ်မှဖြတ်တန်းဝင်ရောက်လာတဲ့မိုးတိမ်များကစကိုင်းတိုင်းအထက်ပိုင်းကိုဖျက်ကျော်ပြီးကချင်ပြည်နယ်အထိဝင်ရောက်လာနိုင်တာကြောင့်ကချင်ပြည်နယ်မြောက်ပိုင်းပူတာအိုခရိုင်အတွင်းမှာမိုးအသင့်အင့်မှမိုးများနိုင်မဲ့အခြေအနေများဖြစ်ပေါ်နိုင်ပါတယ်။မြန်မာနိုင်ငံအလဲပိုင်းမိုးနှင်းရေရှားဒေသများအပါအဝင်ကြံပြည်နယ်နဲ့တိုင်းအားလုံးမှာတိမ်အသင့်အင့်ဖြစ်ထွန်းနိုင်ပြီးမိုးရွာနိုင်ခြေအလွန်နည်းပါးနေတာတွေ့ရပါတယ်။အလဲပိုင်းဒေသတွေမှာနေ့အပူချိန်များ40ကျော်သည့်အထိမြင့်တက်လာနိုင်ပါမယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေနေပြီးတော့ပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနှင့်မိုးသီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်မြမပင်လယ်ပြင်လှိုင်းနှင်းငယ်မှလှိုင်းအသင့်တင်ရှိမီလှိုင်းမြင့်မှာမြမကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်4ပေမှ9ပေခန့်ရှိနိုင်ပါသည်နောက်2ရက်အတွက်ခန့်မှန်းချက်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်နေရာကွက်ကြားမှနေရာကျဲကျဲမိုးထစ်ချုံရွာမည်နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲချိန်အထိခန့်မှန်းချက်တိမ်အသင့်တစ်ဖြစ်ထွန်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးအနှဲငယ်ရွာနိုင်ပါသည်ရွာရန်ရာနှုန်း60ဖြစ်ပါသည်ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲချိန်ထိခန့်မှန်းချက်တိမ်အသင့်တစ်ဖြစ်ထွန်းမည်မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲချိန်အထိခန့်မှန်းချက်တိမ်အသင့်တစ်ဖြစ်ထွန်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးအနှဲငယ်ရွာနိုင်ပါသည်ရွာရန်ရာနှုန်း60ဖြစ်ပါသည်မိုးလေဝသသတင်းတွေကိုအချိန်နဲ့တပြေးညီသိရှိရဖို့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးအသစ်တင်တိုင်းသိရဖို့အတွက်ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါနော်